This one Bangla Gate ဒီကလကတားမှာရှိတဲ့ဒီကိုကာတာမျိုးရဲ့အထင်ကြီးနေရာတစ်ခုရဲ့မှာပါတယ်ပေါ့နော်အထင်ကြီးနေရာတွေထဲမှာပါတယ်ဒီဆက်ရှင်ဆောင်တစ်မျိုးလုံးကိုမြင်ရတယ်ဆိုလို့သူကဟိုဟာလာကြည့်ရပါလက်မှတ်ကောင်တာလေးလည်းရှိရဲသူဒီလက်မှတ်ကောင်တာကိုလောလောဆယ်ပိတ်ထားရတယ်9 9ရက်လို့ပြန်စားဖွင့်ပြီးတယ်ပေါ့နော်လက်မှတ်ရအောင်ဒါဒီကလကတားမျိုးမှာရှိတဲ့အထင်ကြီးနေရာတွေလည်းတစ်ခုပေါ့ဒီရေပေါ်ကနေပြီးတော့ကြည့်မယ်ဆိုရင်မျိုးတစ်ခုလုံးမြင်ရတယ်ဒီရဲမှာဆို restaurant တွေရှိရဲအထဲထဲကနေပြီးတော့ဒီနာစားပြီးတော့ဖြစ်တဲ့မျိုးတစ်ခုကရှူတင်နေကြည့်ပြီးဒီနာစားလို့ရတယ်ဒီရလေးပေါ့နော်အပေါ်တော့ရောက်လာပြီဆိုတော့ဒီအမျိုးဝင်ရအောင်ရန်ကုန်မှာရှိနေတဲ့ rooftop bar တွေလိုမျိုးပဲပေါ့ဒါမှမဟုတ်မျိုးရဲရှူတင်နေတာဒီလိုမျိုးအကုန်လုံး